မင်္ဂလာပါရှင်ဇင်းရဲ့ vlog လေးကနေပြန်လည်ကြည့်ဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဇင်းကအနံ့ရယုံနဲ့ထမင်း3ပကံလောက်စားကျင်သွားမယ်မယန်းသီးပစုံကြော်လေးလှုပ်စားမလို့ပါရှင်ဒီစားမယန်းသီးလေးတွေလည်းပေါ်တဲ့အချိန်ဆိုတော့မယန်းသီးကြိုက်တဲ့သူလေးတွေဆိုရင်ဇင်းနဲ့တူတူလိုက်လှုပ်စားကြည့်ပါနော်ပစုံကိုတော့ခေါင်းကနေအမီထီဝါးစားလို့ရတယ်ပစုံစိတ်သေးလေးတွေကိုပဲတုံးထားပါတယ်ရှင်ဒီပစုံစုပ်ပွားသေးလေးတွေက3000ဘိုးရယ်မယန်းသီး2000ဘိုးရယ်နဲ့ချက်ထားတာပါသေးလေးတွေကိုတော့တေချာလေးတန့်သွားအောင်ရေးဆေးဖို့အတွက်လိုအပ်ပါတယ်နော်သူ့ထဲမှာကအမိုက်ဖက်လေးတွေတိရွက်ဖက်လေးတွေနဲ့ငါးသေးလေးတွေပါလာတတ်လို့ပါစွန်လေးတွေကိုရေးစစ်ထားတဲ့ချိန်မှာဇင်ကမယန်းသီးလေးတွေကိုကြော်ဖို့အတွက်ပပလေးတွေလှီးပါမယ်ရှင်ချက်တာကိုသပင်မစီးထားလို့ဆိုပြီးတော့မဆူပါနဲ့နော်ကောင်းနဲ့အုံနေလို့ဆိုပြီးတော့ဒီနေ့သပင်မစီးထားတာပါမယန်းသီးလှီးနေတဲ့အချိန်မှာပဲအဲ့ဒီမှာလုံးလုံးတို့သားအဖကအနောက်ရှက်လာပေးပါတယ်ဘာတွေလုံနေရလဲဆိုပြီးလာပြီးတော့ဆက်ဆူကြတာပါလုံးလုံးကလေသူကသူများတို့သားလိုက်လို့တာသူ့ကိုနည်းနည်းလေးမှမကြိုက်တဲ့ကောင်အဲ့လိုနှာခေါင်းကိုပြန်ဖက်ကြိုက်တာပါဆိုကြောင်လေးကင်ထားတာဆိုတော့လက်လေးဆေးပြီးတော့မယန်းသီးလေးဆက်လီးပါမယ်။ယန်းသီးလေးတွေလှီးပြီးသွားပြီဆိုလို့ရှိရင်တော့အိုးထဲကိုစီလေးထည့်ပြီးရင်ခုနကရေးစစ်ထားတဲ့ပစုံစိတ်ကလေးတွေကိုထည့်ပြီးတော့မိဖို့မှာခဏလေးကြော်ပေးပါမယ်ရှင်။နှွန်လေးတွေကြော်ထားတဲ့အချိန်မှာဇင်ကတော့ဒီကြက်သွန်နီလေးတွေကိုနှွာပြီးတော့ပပလှီးဖို့အတွက်ပြင်ဆင်ပါမယ်ရှင်။ကြက်သွန်လေးတွေမမှုန်အောင်လို့ဇင်ကဒီလိုရေလေးနဲ့စိမ်ထားပါတယ်။ဒါကတော့ကြက်သွန်နီကုန်းနှွာပေးနေတဲ့ညီမလေးပါရှင်။ကြက်သွန်နီလေးတွေပပလှီးပြီးသွားပြီဆိုလို့ရှိရင်တော့ကြက်သွန်ပြူလေးတွေကိုလည်းထားမှာမယ်။အရင်ချက်မှာလဲ။ဒီနေ့ကြော်။အဲ့ကြော်မှာမရဘူးဆိုရင်။ပစုံစိတ်။ကဲပစုံလေးတွေဒီလိုမျိုးလေးရဲပြီးတော့ကျွတ်လာပြီဆိုလို့ရှိရင်တော့မိပိုပေါ်ကချလို့ရပါပြီပြီးရင်တော့မယန်းသီးကြော်ဖို့အတွက်ကျွန်တော်ဆက်လုပ်ပါမယ်ဒဲအိုးလေးအပူပေးပြီးဒဲအိုးလေးပူလာပြီဆိုရင်စီလေးထည့်ပါမယ်ဒီစီလေးကလေကျွန်တော်စီချက်ဟောက်ဆွဲလှုပ်စားထားတဲ့စီပိုတာလေးပေါ့နော်ညာကမှလှုပ်စားထားတာဆိုအဲ့ဒီစီလေးပဲဇင်ဆက်သုံးလိုက်ပါတယ်ပြီးရင်စနွင်းမုံထည့်မယ်လှီးထားတဲ့ကြက်သွန်နီလေးတွေထည့်ပြီးတော့ကြော်ပါမယ်ရှင်ကြက်သွန်နီလေးတွေကဒီလိုမျိုးလေးခြောက်ပြီးတော့အယောင်လေးရွှေရောင်ပြောင်းလာပြီဆိုရင်အယောင်အတွက်ငရုတ်သီးအစိမ့်မုံလေးထည့်ပါမယ်ပြီးရင်တော့လှီးထားတဲ့မယန်းသီးလေးတွေကိုထည့်ပြီးတော့တေချာလေးတမသွားအောင်မှွေလိုက်ပါမယ်ရှင်အရသာအတွက်စက်သားမုံစားနဲ့အချို့မော့စားတာလေးတွေကိုလည်းကိုလိုချင်တဲ့အရသာအချို့စားတိုင်းထည့်ပေးပါမယ်ပြီးရင်တော့မယန်းသီးလေးတွေနူးသွားဖို့အတွက်ရေလေးနည်းနည်းထည့်ပါမယ်ဒီဟင်းရဲ့အဓိကအသက်ဖြစ်တဲ့ငပိလေးထည့်ပါမယ်ရှင်ငပိကိုတော့လေဇင်ကဒီထိုက်ဘိတ်စိမ်းစားငပိဆိုတာလေးသုံးပါတယ်ဇင်အရန်ကြိုက်လို့သူ့ရဲ့အနံ့လေးကလည်းလေအရန်မှွေးပြီးတော့မငန်မဲနဲ့ချိုလေးနဲ့စားလို့ကောင်းတယ်ပေါ့နော်ပြီးရင်ငပိလေးတွေကိုတေချာပျော်သွားအောင်မှွေပါမယ်ပြီးတော့ထောင်းထားတဲ့ကြက်သွန်ဖြူလေးတွေကိုပါဇင်ကတခါလေးထည့်ပေးလိုက်ပါတယ်ရှင်ဒီဟင်းလေးကောင်းဖို့အတွက်အဓိကချက်တော့ငပိနိုင်ငံပြားရည်လို့ဇင်ထင်ပါတယ်ငပိနိုင်ငံပြားရည်အရန်ငန်နေတာတို့အနက်အရန်ပြင်းနေတာတို့ဆိုဟင်းရဲ့အနက်ရတာလည်းပြောင်းသွားမှာပေါ့နော်ပြီးတော့ဇင်ကရေလေးနည်းနည်းထပ်ထည့်ပြီးတော့ငပိလေးတွေလည်းကြေသွားအောင်လို့ခဏလေးအဖုံးအုပ်ပြီးတင်ထားပေးပါမယ်ပြီးရင်နည်းနည်းမင်းလေးတွေကိုတေချာဆေးထားပါမယ်ရှင်မယန်းသီးလေးတွေလည်းနွားလာပြီးရေလေးလည်းခန်းသွားပြီဆိုရင်တော့ထက်ချမ်းခွဲထားတဲ့ငရုတ်သီးစိမ့်120လောက်ကိုဇင်ကထည့်ပေးလိုက်ပါတယ်အဆက်ကြရင်ကိုလိုတလို့အဆက်ကိုထပ်ပြီးတိုးထည့်လို့ရပါတယ်ပြီးရင်အနမ်းနဲ့ဟင်းပွဲလေးလှဖို့အတွက်ဒီငရုတ်သီးချမ်းဖက်ကလေးနည်းနည်းကိုပါဇင်ကထည့်သုံးပေးထားပါတယ်ရှင်အနမ်းရတာလေးနဲ့ပို့ပြီးပြည့်စုံအောင်လို့ငံပြားရည်လေးထည့်ပါတယ်ဇင်ကတော့ဒီရွှေလာရောင်ဆိုတဲ့စိတ်ကလေးကိုအရန်ကြိုက်နေရပါလေအရသာကလည်းအရန်မငန်မဲနဲ့အချိုဘက်သွားတယ်ပြီးတော့အနံ့လည်းအရန်မှုေးပါတယ်အရသာအတွက်လည်းထဲလို့ပြည့်စုံသွားပြီဆိုရင်တော့ခုနကြော်ထားတဲ့ဒီပစုံလေးတွေကိုဇင်တို့ရန်သီးအိုးလေးနဲ့ထည့်ပြီးတော့တေချာလေးနှံ့သွားအောင်ရောသမမှုေးပေးလိုက်ပါမယ်နှံ့လေးပုံမှုေးသွားအောင်လို့ခုနတုန်းကရေဆေးထားတဲ့ဒီနနံမင်လေးတွေကို2ပိုင်း3ပိုင်းလောက်ပိုင်းပြီးတော့ဟင်းအိုးလေးတွေကိုထည့်ပါမယ်တေချာလေးသမသွားအောင်ရောသမမှုေးလိုက်ပါမယ်ရှင်ဒါဆိုလို့ရှိရင်တော့အနံ့အရသာနဲ့အရန်ကိုမှပြည့်စုံပြီးစားကျင်စပွဲဖြစ်နေတယ်မယန်းသီးပစုံကြော်လေးရပါပြီတကယ်ကိုလေးမှုေးပြီးတော့သူ့ရဲ့အနံ့ရယုံနဲ့ထမင်း3ပကံလောက်ကိုစားကျင်စေမဲ့ဟင်းပွဲလေးပါဇင်ကတော့အရန်ကြိုက်ပါတယ်မြည်ကြည့်လိုက်ပါဦးမယ်ရှင်ဇင်ကတော့ကိုချက်ကိုကောင်းဖွဲ့ရပါစားလို့ကောင်းလားမကောင်းလားဆိုတာရုပ်ကိုသာကြည့်ပါတော့နော်ဒီရဲ့ဗီဒီယိုလေးကိုဆုံးနေထိကြည့်ပြီးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲအချိန်ရတယ်ဆိုလို့ရှိရင်ဒီဟင်းလေးလိုက်ချက်စားကြည့်ပါနော်